ပြောလွယ်ဆိုဆုံးချသူပြောတနာကိုသာပဲသူဆိုကပို့အသေးဆွဲတဲ့လွယ်ဆိုပြောချစ်အောင်လို့နေသူအိမ်လို့မကွယ်ဘူးကွယ်တလုံးလို့နမဆုံးရဲ့ကြတာယုံမပြောလွယ်ဆိုဆုံးချသူပြောတနာကိုသာပဲသူဆိုကပို့ရာဆိုကိုကိုဒီနာမလာရာဆိုကိုကိုတနာကိုဖေးအောင်ကိုအားလုံးတော့တို့မုံမှုခင်ကိုချင်းနေဆိုလွယ်တော့ပြောဘဝမှာအရှင်လုံးအချစ်သူတလို့လွယ်ဆိုပြောမုံမှုခင်ကိုချင်းနေဆိုမနေတတ်လို့တမျိုးနဲ့စိတ်မှာပုံသူကနီးကျွန်တော်မနေတတ်လို့တမျိုးနဲ့စိတ်မှာပုံဆိုပြောလေးနဲ့သူမှန်ကိုပြုံးနေပါလေဆို Hey ဒီကကျွန်တော်မှကိုလက်ကုပ်တယ်လေးအားပေးပါဦးလက်ကုပ်တယ်လေးကားကြပါလေလက်ကုပ်တယ်လေးဒီကိုဒါကဖို့ Hey လာလေ Hey မေတို့အဲ့တော့ဒီဘာပေါ့နန်းခံရင်လို့ဒီမှာငါဆင်းသွားလိုက်တယ်ကားရင်လည်းပြတဲ့ကားလို့ရရင်နော်အတူတူကားမယ်ဟေးအသက်သွဲတဲ့ຫນွေစုပ်ပြူချစ်အားဟိုမကွယ်ဘူးတဲ့လုံးကိုနောက်တစ်ယောက်ကြောင်းပါလိုက်ပါရုံမပြုံးမကကြည့်နဲ့အယိုးလိုအကားကြောင်းနေတာကျွန်တော်တို့ပါသူဆိုကပို့တဲ့လာပြီဆိုပြုံးချစ်အောင်လို့ငါတို့ရွာကြောင်းငါသိရတော့ငါသိတယ်မမဆုံးခဲ့ရုံမအဲ့တော့ဘိုးကြီးစုမင်းကိုပြောပါတယ်ဆိုင်တဲ့စက်မထဲနေဆိုတာတို့ရွာကြောင်းကိုသိတယ်အောက်ကနောက်တစ်ယောက်ကလည်းကြည့်နေနော်ရဲဆိုတဲ့ဆုံးချသူပြောကျွန်တော်ကိုသာပဲသူကပို့နောက်တစ်ယောက်ကကြည့်နေတယ်ကောင်းလေးခွေအမေအားလေးကိုတဲ့ဘဝတူသွားလို့ပေးလိုက်ပါတကယ်ပဲသမတ်ချစ်ဘဝတူခေါ်ပေးလိုက်သူတို့ကလည်းလူခေါ်ပေးလိုက်ဘာမလို့လဲသူကဥပုံကြည့်နေတာလားသူကတရားကပို့ကဲကိုအားပြပြမရဘူးလဲတော့ပြောဘဝင်မာရင်လို့ချစ်သူလို့ဟေးလဲတော့ပြောမောင်ဘူးကဲကိုချစ်မယ်ဆိုဟေးလဲတော့ပြောဒီပါတွေကကိုယ်တိုင်ဝင်မကောက်သားသမီးကိုကြောက်ပေးထားတာလဲတော့ပြောတမျိုးရဲ့စိတ်မှာပို့ကိုယ်ကလေးနဲ့သူ့မှာကိုတုံးလေးပါနေဆိုဒီမှာကျွန်တော်မှာကိုနှွေကဆိုတော့တနာပါပဲသူ့ကိုတရားကပို့ Hey ဒီလိုကလို့ရရင်တော့ကျွန်တော်ဆိုပေးမယ် Hey